ဖုန်းတစ်လုံးနဲ့15မိနစ်အတွင်း website တစ်ခုတည်ဆောက်လို့ရပြီဆိုတာတည်ပြီးကြပြီလားကိုကစိုင်လေးဖွင့်ရင်လည်းဒါမှမဟုတ်ကိုပိုင် service တစ်ခုလုပ်ချင်တယ်ဒါပေမဲ့ website တည်ဆောက်ဖို့ပတ်စံလည်းမရှိဘူး coding လည်းမတက်ဘူးဆိုလို့ရှိရင်ဒီဗီဒီယိုလေးကခင်ဗျားအတွက်ပဲ website တစ်ခုဆောက်ဖို့အတွက် tools လေးနှစ်ခုပဲလိုတယ်ပထမတစ်ခုကတော့အားလုံးလည်းသိတယ် Gemini AI က Google account တစ်ခုရှိုံနဲ့ပဲအခမဲ့သုံးလို့ရတယ်နောက်တစ်ခုကတော့ Cardot ဒါက website တွေတည်ဆောက်ပေးတဲ့ site လေးတစ်ခုဖြစ်တယ် Google account တစ်ခုနဲ့ account ဖွင့်ပြီးတော့အခမဲ့သုံးလို့ရတယ်ဒီ tools နှစ်ခုရှိုံနဲ့ကျွန်တော်တို့ website တစ်ခုကို15မိနစ်အတွင်းဘယ်လိုတည်ဆောက်မလဲပထမအဆင့်အနေနဲ့ကြည့်အောင်အခုကျွန်တော်တို့ Gemini နဲ့ကိုဝင်လိုက်မယ် Gemini မှာကျွန်တော်တို့ website မှာထည့်မယ့်စာသားတွေကိုထုတ်ခိုင်းမှာဖြစ်တယ်ဒီမှာ S Gemini ဆိုတဲ့နေရာမှာကျွန်တော်တို့ prompt လေးတစ်ခုပေးရမယ်အဲ့ prompt လေးကိုလည်းကျွန်တော် comment မှာချပေးထားမယ် prompt လေးထဲမှာဒီကွင်းစာကွန်မိတ်နေရာလေးမှာကိုယ့်ရဲ့လုပ်ငန်းနာမည်နဲ့ကိုလုပ်မဲ့လုပ်ငန်းကိုထည့်ပေးလိုက်ရုံပဲအခုဒီမှာဒီ prompt လေးကိုကျွန်တော်တို့ Gemini နဲ့ကိုထည့်ပြီးခိုင်းလိုက်မယ်ကျွန်တော်တို့စောင့်မဲ့ website အတွက်စာသားတွေအကုန်လုံးကို AI ကစက္ကန့်ပိုင်းမှာထုတ်ပေးလာပြီအဲ့ဒါကိုကျွန်တော်တို့က copy ယူထားလိုက်မယ်ပြီးရင်ကျွန်တော်တို့ရဲ့ note ထဲမှာဖြစ်ဖြစ်တနေရာမှာဖြစ်ဖြစ်ကျွန်တော်တို့သွားစေထားလို့ရတယ်အခုကျွန်တော်တို့ browser မှာ Cardot ဆိုပြီးတော့ရိုက်ရှာလိုက်မယ်ပြီးသွားလို့ရှိရင်ပထမဆုံးတွေ့တဲ့ link နဲ့ဝင်လိုက်မယ်ဒီမှာကျွန်တော်ကတော့ account ဝင်ထားပြီးသွားပြီပေါ့ဒီ account ကိုကျွန်တော်တို့ Google account နဲ့ login ဝင်ပြီးတော့ free သုံးလို့ရတယ် website ကိုကိုယ်တိုင်အစားဆုံးတေချာစောက်ချင်လို့ရှိရင်ဒီမှာ blank page ဆိုတဲ့နေရာမှာကိုယ့်ဘာကိုအစားဆုံးတေချာလေးပြန်ပြင်ပြီးစောက်လို့ရတယ်ဒါမှမဟုတ်လို့ရှိရင်လည်းသူများတွေလုပ်ထားပြီးတဲ့ template တွေကိုလည်းသုံးလို့ရတယ်ဒီမှာကျွန်တော် template လေးတစ်ခုယူသုံးပြမယ်ဒီမှာအခု template တစ်ခုပေါ်လာပြီ template တစ်ခုပေါ်လာရင်ကျွန်တော်တို့ဒီမှာပထမဆုံးတွေ့ရမှာဓာတ်ပုံကတော့ကိုယ့်ရဲ့လုပ်ငန်းနဲ့သက်ဆိုင်တဲ့ပုံဒါမှမဟုတ်ကိုကြိုက်တဲ့ပုံထည့်လို့ရတယ်ပြီးရင်ဒီမှာဒီဟာတွေခုချင်းစီထောက်ပြီးတော့ကျွန်တော်တို့လုပ်ငန်းနဲ့သက်ဆိုင်တဲ့ဟာတွေကိုကျွန်တော်တို့ဖြည့်သွားရုံပဲဘာမှအဲ့လောက်ထိခက်ခဲကြီးမရှိဘူးရိုးရှင်းရှင်းလေးပဲဒီမှာကိုယ့်ရဲ့နာမည်လေးထည့်လိုက်မယ်ပြီးသွားရင်ခုနခေါင်းစဉ်၃ခုကို AI ကိုထုတ်ခိုင်းထားတယ်အဲ့မှာကိုကြိုက်တဲ့အားတစ်ခုကိုရွေးပြီးတော့သုံးလို့ရတယ်ကျွန်တော်ကြိုက်တဲ့ခေါင်းစဉ်တစ်ခုကိုကျွန်တော်ရွေးပြီးတော့သုံးလိုက်မယ်ဒီတိုင်းလေးပဲ AI ကထုတ်ပေးတဲ့ဟာတွေကိုကျွန်တော်တို့က copy ယူမယ်ဒီမှာ face ချမယ် copy ယူမယ် face ချမယ်အဲ့တိုင်းလေးပဲခုပြီးတစ်ခုလောက်သွားရုံပဲဒီမှာနောက်ထပ်ခေါင်းစဉ်တစ်ခု copy ယူမယ်ပြီးသွားရင်face ချမယ်ဒီမှာကျွန်တော်တို့ပုံတိုက်တဲ့ပုံထည့်လို့ရတယ်ကျွန်တော်ကတော့ကျွန်တော်မှာရှိတဲ့ပုံတစ်ပုံထည့်လိုက်မယ်ကိုလုပ်ငန်းနဲ့သက်ဆိုင်တဲ့ပုံပဲထည့်ရမှာเนาะကျွန်တော်ကတော့ကျွန်တော်မှာရှိတဲ့ပုံထည့်လိုက်တယ်ဒါက link ဒီမှာကိုယ့်ရဲ့ link ကို messenger link ပဲဖြစ်ဖြစ် facebook link ပဲဖြစ်ဖြစ် telegram link ပဲဖြစ်ဖြစ်ကြိုက်တဲ့ link ကိုယူပြီးတော့ထည့်လို့ရတယ်ဒီမှာ facebook မှာ label တွေပါလေးပြောင်းလို့ရတယ်ပြီးတော့ကိုယ့်ရဲ့ link ကိုလည်းဒီမှာချပေးလိုက်လို့ရတယ်ပြီးသွားလို့ရှိရင် down ဆိုတာလေးနှိပ်လိုက်ရုံပဲ okay ကျန်တဲ့ဟာတွေတော့ကျွန်တော်အဆုံးထိမပြတော့ဘူး AI ထုတ်ပေးတာတွေကို copy ယူ code မှာ paste သွားထည့်အဲ့လိုမျိုးလေးတွေပဲလုပ်သွားရုံပဲပြီးသွားရင်ဒီမှာ publish ဆိုတဲ့နေရာလေးမှာကိုယ်ခေါင်းစဉ်ထည့်ပေးလိုက်မယ် description မှာကြိုက်တာရေးထည့်လိုက်လို့ရတယ်ပြီးရင် publish ဆိုတဲ့နေရာလေးကိုနှိပ်လိုက်တာနဲ့ website တစ်ခုဆောက်ပြီးသားဖြစ်သွားပြီ okay ဒီမှာတော့ဒါသူဆောက်ပေးလိုက်တဲ့ website ရဲ့နာမည်ဒီနာမည်လေးကိုသေချာမှတ်ထားမယ်ပြီးသွားရင် Google မှာကျွန်တော်တို့မှတ်ထားတဲ့ website လေးကိုရိုက်ရှာလိုက်တာနဲ့ကိုခုနကတော့စောက်ထားတဲ့ website လေးတစ်ခုပေါ်လာပြီဆိုတော့ဒါအချိန်လည်းဘယ်လောက်မှအများကြီးမကြာဘူးခဏလေးပဲလုံဆုံးကြာမှာ15မိနစ်နာရီဝက်အဲ့လောက်ပဲကိုပိုင် website တစ်ခုရသွားပြီဆိုတော့ကိုယ့်ရဲ့ဖောက်တယ်တွေကို link တစ်ချက်နှိပ်ဖို့ပဲလိုတယ်ဆိုပြီးတော့ကိုယ့်ရဲ့ဆိုင်အကြောင်းကိုယ့်ရဲ့ product တွေအကြောင်းကိုကိုကဘာရောင်းလဲကိုဘယ်လိုဆက်သွယ်ရမလဲဆိုတာကို website ထဲမှာတစ်ခါတည်းကြော်ညာထားလို့ရပြီအဆုံးမသက်ခင် pro tip လေးတစ်ခုပေးမယ် website နာမည်လေးတွေကိုတိုတိုလေးထားတာကလူတွေကမှတ်မိဖို့လည်းလွယ်တယ်ပြန်ပြီးတော့ sharing လုပ်ပေးဖို့လည်းလွယ်တယ်နောက်တစ်ခုကကျွန်တော်အခုပြပေးခဲ့တဲ့နီလန်းလေးကိုကိုယ့်ရဲ့ကိုယ်ပိုင်လုပ်ငန်းအတွက်လည်းသုံးလို့ရတယ်လို့မျိုးတခြားဆိုင်ပိုင်ရှင်တွေ service provider တွေကိုခါချင်းငွေယူပြီးတော့လည်း website ဆောက်ပေးမယ်ဆိုပြီးတော့ကမ်းလှမ်းပြီးတော့ဝင်ငွေရှာလို့ရတယ်ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အသုံးဝင်တဲ့အကျိုးရှိတယ်ဆိုလို့ရှိရင် like လေးတစ်ချက်နှိပ်ပြီးတော့ page လေးကိုလည်း follow လေးလုပ်သွားပေးလို့ရပါတယ်ကျွန်တော်တို့ page လေးကဒီလိုကိုယ်တိုင်လုပ်လို့ရတဲ့ free digital skill တွေကိုအမြဲစင်စဲမပြတ်မျှဝေပေးသွားမှာပါ bye guys နောက်ဗီဒီယိုမှာတွေ့ပါမယ်